လူမပြောနဲ့ရသော်ဘုရားဟောနေတဲ့ဘုရားရဲ့တရားတန်ကိုကြားတဲ့အခါတရားဝါလေးတွေတောင်မှပဲစိတ်အေးချမ်းမှုလေးရသွားရင်အဲ့ဒီအေးချမ်းမှုဆိုတဲ့စိတ်ကြည်လင်မှုဆိုတာလေးကကုသိုလ်ကောင်းမှုအနေနဲ့ကောင်းရာသူဂရိဘုံကိုရောက်စေနိုင်သေးတာပဲကောင်းရာသူဂရိဘုံကိုရောက်စေနိုင်တယ်တာမန်ကုသိုလ်လို့အထင်မသေးလေနဲ့ကုသိုလ်ဆိုတာအသေးအဖွဲပဲဖြစ်စေကြီးမားတဲ့အားကိုးစရာမရှိတဲ့နေရာမှာဆိုရင်ကြီးမားတဲ့အထောက်အကူတွေဖြစ်တယ်အလုံးသိကြတယ်ဖာနတာအကြောင်းအကောင်းဆုံးမသိပေမဲ့လို့မြတ်စွာဘုရားဟောနေတဲ့တရားသံလေးကိုကြားပြီးတော့စိတ်ထဲမှာကြည်နူးနေတဲ့အချိန်သိဆုံးသွားတဲ့အခါစိတ်ကြည်နူးမှုဆိုတဲ့ဒီကုသိုလ်လေးကနေပြီးတာဝရိန္ဒနတ်ပြည်နာသာသွားဖြစ်ရတယ်ဖြစ်နိုင်တဲ့အနေထားဒီကုသိုလ်ရဲ့စွမ်းအားကြည့်လိုက်မယ်ဆိုလို့ရှိရင်လှုပ်ထားလေးကနည်းနည်းလေးပေးလိုက်တာကအများကြီးပါလားလို့ထင်ကောင်းထင်လိုက်နော်မဖြစ်နိုင်ဘူးလို့တောင်ထင်ကောင်းထင်ကြလိုက်မဖြစ်နိုင်တာမရှိဘူးတဲ့ကုသိုလ်ရဲ့စွမ်းအားဟာအမှန်တမ်းကြီးမားပါတယ်တန်တုတ်တံမှာဆိုရင်မြတ်စွာဘုရားကစိတ်တုပါဒမတ္တံပိဘဟုကာရံဝရာမိကုသလေတုတံမေတုကုသိုလ်ဆိုတာစိတ်แท้ဖြစ်ုံနဲ့တည်းပဲဘဟုကာရအကျိုးများလာပြီတဲ့စိတ်แท้ဖြစ်ုံလေးနော်လူအောင်မယ်လို့စိတ်ထဲမှာတွေးလိုက်တယ်မလူပြည့်နဲ့အောင်လူအောင်မယ်ဆိုတဲ့အတွေးလေးကိုကမစ္စရိယကိုဖယ်ရှားလိုက်တဲ့အတွေးပဲအဲ့ဒီဟာလေးကလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်ဆိုတော့ကုလသုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်လေဘာလူရကောင်းမလဲလူအောင်မယ်လို့ဆိုတဲ့စိတ်ဟာအဲ့ဒီစိတ်ဓာတ်ကလေးဝင်လိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာမဟေသက်ခဘုံတကူဩဇာအာဏာကြီးတယ်တဲ့ဒါကြောင့်မို့လူချင်းနေဆိုတဲ့အတွေးဟာမဟေသက်ခသံဝတ္တနိကပฏิဝေရာကုသိုလ်မျိုးဖြစ်တယ်ဒါတမန်ကုသိုလ်မဟုတ်ဘူးနော်အကြီးကြီးတွေကနေကျင့်တော့အသေးလေးလို့ထင်အောင်တယ်ကဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးပဲကိုဘာမှမလှူဘူးဘာမှမလုပ်ဘူးသို့တော့သူများလှူတာတန်းတာသို့မဟုတ်သူများလှူထားတဲ့ဆိုင်းဘုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာသာဓုသာဓုသာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်သာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲသာဓုခေါ်လိုက်တာပဲရှိတာပဲလေအဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့